င်္ဂလာပါကျွန်တော် fishing ကိုပါကျွန်တော်ဒီတစ်ခါဒီအပတ်ဥပုပ်ထဲမှာပေါ့နော်ဥပုပ်ထဲမှာငါးသွားရမှာဖြစ်ပါတယ်ကျွန်တော် border ရင်းနဲ့ပါကျွန်တော် fishing ကိုမှန်ပါတယ်ပေါ့ကျွန်တော်တို့ဒီအစာကောပွားများဖို့စီစဉ်ထားတာဒီနေ့ကျွန်တော် weather ဒီ fine နေရတဲ့ကျွန်တော်တို့ဒီနေ့ casting တော့ပြင်မှာပေါ့နော်ကျွန်တော်တို့ဒီနေ့ကတော့ play outside ရဲ့ CD မှာပဲကျွန်တော်တို့ငရမ်းရာသီလဲရောက်တော့မှာဆိုတော့ကျွန်တော်ငရမ်းလာရတာဖြစ်ပါတယ်ကဲကျွန်တော်နောက်ဗီဒီယိုမှာပတကောင်ရလဲဆက်ကြည့်လိုက်ရအောင်နောက်မှာတော့ဒီကောင်ဟိုပါဗောနော်ဒီကောင်ကလည်းတိတ်ပြီးတော့အုံနောက်တိတ်မကောင်းတော့ဘူးအေဂျယ်လာမင်းတီဟာဖြစ်ပါတယ်အဲ့တော့ fishing ကိုပေါ့နော်ကဲကျွန်တော်တကယ်ချင်းနှစ်ယောက်ပတကောင်ရမယ်ဆိုတော့ချက်တော့လိုက်ကြည့်လိုက်အောင် fishing ကိုပါRồi chứ Giỏi đi ơi ồကျွန်တော်ဒီနှစ်မှာစာပြီးတော့ဈေးပေါက်ပါပြီ